ဒီချက်ပဲသွားမို့လေဗျ ချဲခုကတော့အတန်းတက်ဆရာလေးရှိလို့အတန်းသွားလိုက်ပါအောင်မယ် ဒီချက်အနေနဲ့ဒီလိုကိုရိုင်းကလည်းကျူတာတယောက်ဖြစ်ပြီးတော့ကျောင်းသူတယောက်အနေနဲ့ဆိုတော့ work life balance ကိုဘယ်လိုထိန်းလဲဗျ ဒီအပိုင်းလေးမှာဆိုလို့ရှိရင်တော့တော်တော် queue ဆိုင်ရတဲ့ထဲပါတယ်ချဲဆိုလို့ရှိရင်ဒီကျောင်းဘက်က assignment တွေ presentation တွေမလုပ်အောင်လဲတေချာလိုက်လုပ်ပြရတဲ့အပြင်ကိုမှကိုယ့်ရဲ့ personal life တွေ set care time တွေမပြောက်သွားအောင်လဲဒီ timetable တေချာဆွဲရရပေါ့နော်အဲ့တော့ဒီတနေ့ဟိုမနက်စားတဲ့အချိန်မှာဆိုလို့ရှိရင်ဒီ timetable တေချာလုပ်တဲ့ to do list တွေတေချာလုပ်ပြီးသွားတော့မှကိုယ့်ရဲ့အမားလေးမပါအောင်လဲတေချာ queue ဆိုင်ရရပေါ့နော်ဒီချက်ရဲ့ teaching style ကဘယ်လိုလဲဗျ ဒီချိန်ကကျတော့ serious ဖြစ်တယ်ဆိုပေမဲ့positive vibe လေးနဲ့ပေါ့ပါသွားရတာပို့ပြီးတော့မှသဘောကျတယ်ကိုယ်ကလည်း negative ဖြစ်နေမကြိုက်ဘူးပေါ့နော်အဲ့တော့ဒီចောင်းသားတွေကိုလည်း positive နဲ့ပေါ့ပါလေးသွားစီခြင်းနဲ့အဲ့အပြင်ကမှသူတို့ consistent ဖြစ်လေးဒီစာလေးတွေတေချာလေးလောက်သွားစီခြင်းနဲ့ပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့မေးချင်တာကတော့ why EduBridge ဒီ EduBridge ကိုရွေးချယ်ရတဲ့အကြောင်းကကျတော့ဒီဘက်မှာကိုရိုင်းကလည်း IGCSE ကိုတက်ခဲ့တဲ့အပြင်မှာအမားကြီးကလည်းအများကြီးလုပ်ခဲ့တယ်။ဂျားမှာစာမလုပ်တာတွေလည်းအများကြီးပေါ့နော်။အဲ့လိုကနေပြီးတော့မှဒီနောက်ပိုင်း junior ကျောင်းသားလေးတွေဒီအမားမျိုးတွေထပ်မလုပ်ဖြစ်အောင်ကိုရိုင်းကလည်းစာတွေစူးစမ်းအောင်ပေါ့နော်။တေချာလေးပြောပြပေးချင်တာဖြစ်တဲ့အပြင်ကမှဒီ EduBridge မှာ free consulting session တွေလည်းအများကြီးရှိရပေါ့နော်။အဲ့အကြောင်းမျိုးဒီ EduBridge မှာရွေးခဲ့ရမှာဖြစ်ပါရှင့်။အခုကချဲဒီဘက်မှာကျောင်းလေးသွားတက်ရမှာဖြစ်တဲ့အတွက်ကြောင့်လိုက်ခဲ့ပါအောင်နော်။ဒီချက် introvert လား extrovert လားချဲ introvert လည်းမဟုတ် extrovert လည်းမဟုတ် ambivert ပါအဲ့တော့ခုတော့အတန်းလေးတက်လိုက်ပါအောင်မယ်နော်။